ငိုးမှာကားဆရာတော်ဖွဲ့ကိုဗီဒီယိုနဲ့ reply မပြန်လို့ဆိုပြီးမာနာကြီးရဲ့လားလုံနေတယ်ဗီဒီယိုနဲ့ reply ပြန်မို့နေတာတစ်တော်မှာတောင်တချင်းထည့်ပြီးမစောတယ်လို့အခုထိတိုင်းပတ်တော့အခြေရေးမှာလားဘွဲရထားတာတစ်တော်ရေးရမှာတော့မူကြိုစစ်မယ်ရှိသေးရဲ့မာနာကြီးလားမကြီးလားကတော့စီးတဲ့ဖက်ကိုအရင်ချိုးလိုက်ပါအောင်ဖနှောင်းနဲ့မြေကြီးတတားတဲ့ကြလွန်းလို့ငရဲကြနေတဲ့ဒေဝရက်ငယ်ထိတ်မှာတောင်ကျွန်တော်ဖနှော်ရာတွေမနေမနှောဖြစ်နေပြီလူနဲ့ကဘာမြေဆွဲရာဒီလောက်တတားတဲ့ဖြစ်နေတာအဝယ်မြင့်မို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးမာနာကြီးအောင်ကလည်းတော်တော်ချမ်းသာတာဆိုတော့ဘလောက်တောင်ချမ်းသာတာလဲဆိုပြောပြအောင်မယ်စင်ကာပူနိုင်ငံကို2ညအိတ်3ရက်ခီမြန်မာငွေ900နဲ့လိုက်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ကြံခဲ့အောင်မှတေးကြပဲမြောင်မြရိုးကြားမှာငွေလေးဖတ်ထားတဲ့ရေတဲ့ယောက်ျားမှာကို့ထက်စားရင်ချမ်းသာလဲအောင်မယ်ဘဝမှာရွှေဆိုလို့ရွှေဝါဆက်ပြနဲ့စိန်ဆိုလို့စိန်တစ်လုံးတရတိလောက်ပဲတည်တာကြောက်တစ်လုံးတော့ရှိခဲ့ဘူးပါတယ်ရွာလူမှာမောင်ရှင်လောင်းစီကပြုတ်ကြခဲ့လို့ကောက်ထားလိုက်တာပါဖုံးပေခဏခဏချေလွန်းလို့တယ်လီနောဝန်ထမ်းနေတော့အေမီဆန်လုံးဖြစ်နေပြီထည့်ပြီးရနဲ့ပြန်ချီမယ်ဆိုတာကြိုတိနေရတော့ပါတော့ပေးခြင်းနဲ့မစီရတော့မာနာကြီးကိုနေတာလူရှိဖြက်လျှောက်လို့မတော်တဆတက်နေတော့ရင်တောင်ထမောပါဘူးဆိုတာပါပဲချေရတဲ့ viewer များလဲကိုယ်စိတ်နှလုံးရှင်ပြုံးပြီးကိုယ်တုံးလုံးတွေနေနိုင်ကြပါစေဗျာဒီနေ့တော့အိယာထားကိုတိတ်ခါမကြပဲစိတ်ပါရမြပိတ်တာချမယ်ဆိုပြီးတက်ကြွားတဲ့ကြက်ဖာတို့လိုအစောကြီးမောနီးလုပ်လိုက်တယ်ညနာတဲ့တွားတိုက်ပြီးတားမိုင်လားမမိုင်လားအကြံအတိနဲ့မှန်ကြည့်လိုက်တော့အလိုလေသပင်ရှည်ကထိုးထောင်းကြောကြောင်နဲ့အဒီယာတို့ကြည့်ရဆိုးလိုက်တာမတည်ရင်မြောက်လွဲကျော်ကိုပြောင်းမွေးတက်ထားတဲ့အတိုင်းပဲသပင်ရှည်နဲ့နေရတာဘလောက်ဘူးလဲဆိုကောက်ရိုးပုံကြားမှာမိလုံနေရတဲ့အတိုင်းပဲအချစ်ကလေးဟာမဖြစ်သေးပါဘူးဆိုပြီးအတွင်တစ်ဖက်နဲ့သပင်ညက်ဖို့ပုံကမတာကြုံရကားနဲ့လိုက်ချလာလိုက်တယ်ကားဆရာတို့ဟာတအားအတွင်နဲ့ကားပြင်မှုပြန်သွားကြတော့ပင်ဟိုထက်ကအိုးငှက်လို့အထီးကျန်အကြီးတန်းဆောင်နဲ့အပေါ်ကွဲတကိုယ်တည်းကြံခဲ့တယ်ဗျာဒီလိုနဲ့သပင်ညက်ဆိုင်ကိုရောက်တယ်ဆိုရင်မဲငိုးမှသပင်ညက်ဆရာဂျိုးလေးတစ်ချင်းတွေကိုအညိုတေးတွေနဲ့ဖွင့်နေတလားမှတ်တယ်ကားဆရာတို့တောင်တခန်းတနာလွမ်းသွားတယ်ဗျာဘလို့ညက်ပေးရမလဲဆိုတော့အတားရာတွေပြင်ရာဇာနေဝင်လို့ sorry အကြိုက်ခမိုင်မိုင်လေးညက်ပေးဖို့တကြောင်အပုံနဲ့တောင်းဆိုလိုက်ပါရောတစ်ချက်ဒီညက်ပြီးမှာတော့တကယ်အကြိုက်တဲမိုက်တယ်ကေပါဗျာငိုးမှသပင်ညက်ဆရာဒါအကြတော်လွန်းသွားပြီမြန်မာပြည်မှာသပင်ရှည်ရှည်နဲ့အချောဆုံးကပိုင်တကွန်းဖြစ်ပြီးသပင်တိုတိုနဲ့အချောဆုံးကတော့ကျွန်တော်မဟုတ်ဘူးလို့ပြောမလို့ပါကျွန်တော်လိုများပြောမိလို့ကတော့ဇရက်ဆိုင်ကိုမွေနိုင်တယ်လို့ရွှီမီအောင်အမှန်တဘောနဲ့ပြန်ပြောခံရမှာအတေချာဖြစ်နေပြီပေးခြင်းနဲ့မစီရတော့ကေရတင်နဲ့အဆွေအချစ်တို့ကိုအားလက်ချိန်တိုင်းဘဝမောတွေခဏတော့ပြေဖို့အစင်မပြတ်တင်ဆက်ပေးပါမယ်တာမွေအားပေးကြပါအောင်ဗျာချေရတဲ့ viewer များလဲကိုယ်စိတ်နှပြကျမ်းမာလို့ချမ်းသာကြပါစေဗျာ